AR တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌသည်2026ခုနှစ်ဩဂတ်လ9ရက်နေ့တွင်2029-2028ဘဏ္ဍာရေးနှင့်စီမံကိန်းရေးဆွဲအကောင့်ထဲပေါ်ညှိနှိုင်းအစည်းအဝေးကိုတက်ရောက်ခဲ့ပါသည်2029-2028ဘဏ္ဍာရေးနှင့်အတွက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကိုထိရောက်အောင်မြင်စွာအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရေးအတွက်ညှိနှိုင်းစည်းဝေးကိုယနေ့နေ့နဲ့9:00 နာရီခွဲအချိန်တွင်ကံကြီးတော်မြို့နယ်ထူရီအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။အစည်းအဝေးသို့ AR တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌစောသက်နိုင်ဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောမူအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်နွယ်နွယ်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်အောင်နှင့်အဖွဲ့ဝင်များမြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးတွင်2029-2028ဘဏ္ဍာရေးနှစ်အတွင်းအကောင့်ထဲပေါ်ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများနှင့်ဆက်လင်း၍ကဏ္ဍလိုက်ဆောင်ရွက်မည့်အစီအစဉ်များဒေသဖွံ့ဖြိုးရေးအတွက်အမှန်တကယ်လိုအပ်သောစီမံကိန်းများကိုဦးစားပေးရေးဆွဲဆောင်ရွက်နိုင်ရေးလုပ်ငန်းများကိုချိန်မီအရေးသွေးပြည့်မီစွာအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရေးတို့နှင့်ဆက်လင်း၍ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ထို့နောက်အစည်းအဝေးကိုမွန်းတည့်12 နာရီအချိန်မှာအောင်မြင်စွာရုပ်သိမ်းခဲ့ပါကြောင်းသိရှိရပါတယ်ရှင်။